ဆူရိုတန်ယာကို3ချီအတွင်းမှာအမှောက်သိမ့်မယ်ဆိုတဲ့ဂျော့ရှူအာဘန်စီကနေပြီးတော့ဖလန်ဝိတ်တန်ချန်ပီယံကပတ်ကိုယူပြီးဂျပန်ကိုယူဆောင်သွားမယ်ဆိုတဲ့တဆူရိုတန်ယာအားလုံးပဲမင်္ဂလာပါသူရစပေါ့ကနေကြိုဆိုပါရစေကျွန်တော်တို့ဂျော့ရှူအာဘန်ရဲ့ချန်ပီယံကပတ်ဒါပထမဦးဆုံးကာကွယ်ပွဲစဉ်ဖြစ်တဲ့တဆူရိုတန်ယာနဲ့ပွဲစဉ်ကတော့လာမယ့်ဧပြီလ12ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒါကြည့်ရှုသွားရမှာလည်းဖြစ်ပါတယ်ဆိုတော့ပွဲစဉ်ကအရန်ကြီးတော့လည်းမဝေးတော့ဘူးဆိုတော့ဂျော့ရှူအာဘန်ကတော့ဒီပွဲနဲ့ပတ်သက်ပြီးဒါအင်တာဗျူးမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒီတဆူရိုတန်ယာကိုဘယ်လိုပုံစံမျိုးတွေနဲ့ချင်းကပ်မယ်ဘယ်အခြေတွင်းမှာဘယ်လိုမျိုးအမှောက်သိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေကိုဒါအခုလိုပဲပြောပြသွားခဲ့တယ်သူ့အနေနဲ့ဒါတဆူရိုတန်ယာကို round 3ဒါ3ချီလောက်မှာပဲဒီသူအားတဲ့ဘောက်ဆင်ပိုင်းနေနဲ့ဒါလုံးဝအမှောက်သိပ်ပြီးတော့ပထမဦးဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကိုအောင်မြင်နဲ့ဒါအောင်မြင်ဒီကာကွယ်သွားမယ်ဆိုပြီးတော့ဒါပြောဆိုလာခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်။တစ်ဖက်ကတဆူရိုတန်ယာကကြတော့ဒီဂျော့ရှူအာဘန်ရဲ့ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာသူ့အနေနဲ့ဆိုလို့ရှိရင်ဒါဒီမီဒီယာဂျူတီပြီးတော့အင်တာဗျူးတွေဆိုလို့ရှိရင်လည်းအများကြီးပြုလုပ်လာခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။အဲဒီမှာဆိုလို့ရှိရင်လည်းသူကတော့ဒီဂျော့ရှူအာဘန်ကိုဘယ်လိုပြောလဲဆိုလို့ရှိရင်သူအားတန်တဲ့ ground ဘိုင်းနဲ့ပဲဂျော့ရှူအာဘန်ကိုပွဲသိမ်းပြီးတော့ဒီဂျော့ရှူအာဘန်စီကနေဖလန်ဝိတ်တန်ရဲ့ဒါချန်ပီယံကပတ်ကိုဂျပန်ကိုယူသွားမယ်ဆိုပြီးတော့ဒါပြောလာတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒီမှာကျွန်တော်ထပ်ပြီးတော့ပြောစရာရှိတာကတဆူရိုတန်ယာကဒီရှိကအင်တာဗျူးတွေမှာကလေးကဒီသူကဗျာ ground ဘိုင်းမှာပို့ပြီးတော့အားတန်တဲ့ fighter ပြီးတော့ ground ဘိုင်းကိုပဲအားပြုပြီးတော့ကစားတတ်တဲ့ fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျော့ရှူအာဘန်ကိုလည်းသူအားတန်တဲ့ဒီ ground ဘိုင်းမှာပဲဆွဲခေါ်ပြီးတော့ကစားမယ် ground ဘိုင်းမှာပဲဒါချုပ်ခွင့်နဲ့အသာစီးယူပြီးတော့ပွဲသိမ်းဖို့အတွက်ဒါဆန္ဒရှိနေရလဲဖြစ်ပါတယ်ဒါအဲ့လိုပုံစံမျိုးတွေသူခဏခဏပြောတာလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီတဆူရိုတန်ယာကကြတော့လက်ရှိဒီဖလန်ဝိတ်တန်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီ body ပိုင်းကတော်တော်လေးဒါကြီးတဲ့အနေအထားမျိုးတော့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ပြောလို့ရတယ်ဘာဖြစ်လို့ဆိုတော့ဂျော့ရှူအာဘန်နဲ့ဆိုလို့ရှိရင်ဒီ body တိစောက်ပုံပိုင်းကတော်တော်လေးကွာလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီအရင်ထိုးခဲ့တဲ့ရေဆူယူယာဂျပန် fighter ပေါ့အဲ့ fighter ဆိုလို့ရှိရင်လည်းဗျ body ပိုင်းကတော်တော်ကြီးကိုကြီးတာပေါ့နော်ကိုယ်ထဲမှာဆိုလို့ရှိရင်ဂျော့ရှူအာဘန်နဲ့ကလုံးဝကိုမှဒီ body ပိုင်းအရာကွာချောင်းမှုကတော်တော်ကြီးကိုမှသိတာလွန်းတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဘန်ကကြတော့ဒီလုံးလုံးကြက်ကြက်ပုံစံမျိုးပေါ့ဗျာလုံးဝ strong ဖြစ်တဲ့ပုံစံမျိုးရှိတယ်တစ်ဖက်ကတဆူရိုတန်ယာကကြတော့သူ့ရဲ့ body ကကားပြီးတော့ဗျာတော်တော်ကြီးကိုမှကြီးရပေါ့နော်ပြောရမယ်ဆိုရင်ဒီလက်တခိုးလိုပုံစံလိုမျိုး body ကအဲ့လိုပုံစံမျိုးနဲ့ဆိုတော့ကွန်းထမ်းမှာလည်းတေချာပေါက်ဒါဂျော့ရှူအာဘန်တက်စားလို့ရှိရင်တဆူရိုတန်ယာကပဲဒီ body ပိုင်းမှာပို့ပြီးတော့ကြီးလိမ့်မယ်ပို့ပြီးတော့ဒါတိတိတသာပြတာနေတဲ့အနေအထားမျိုးတွေကိုကျွန်တော်တို့မြင်တွေ့ရပါလဲဖြစ်ပါတယ်ပြီးတော့အရန်မောင်းအပြည့်ဆိုလို့ရှိရင်လည်းဘန်တက်စားလို့ရှိရင်တဆူရိုတန်ယာကပို့ပြီးတော့ဒါမြင့်နေပေါ့နော်ခြေရလက်တန်ဒါပို့ပြီးတော့ရှည်တဲ့အနေအထားမျိုးရှိတယ်အဲ့လိုမျိုးသူ့ရဲ့ဒါခြေတံလက်တံတွေကိုအသုံးချပြီးတော့ဂျော့ရှူအာဘန်ကိုသူအားတာတဲ့ဒါ ground ဘိုင်းကိုဆွဲခေါ်ပြီးတော့ကစားမယ်ပြီးတော့ဒါချုပ်ခွင့်နဲ့အသာစီးရအောင်ယူပြမယ်ဆိုပြီးတော့ဒါပြောလာခဲ့တာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လောက်လွယ်ပါမလားလုံးဝမလွယ်ကူဗျာဘာဖြစ်လို့ဆိုတော့ဒီဂျော့ရှူအာဘန်ဆိုတာကတဆူရိုတန်ယာရှေ့ကရင်ဆိုင်ခဲ့မှုတဲ့ fighter တွေလိုမျိုးမဟုတ်ဘူးဒီတဆူရိုတန်ယာအနေနဲ့ဘရန်ဒန်မိုရီနဲ့ထိုးခဲ့တဲ့နောက်ဆုံး UFC ပွဲမှာဆိုလို့ရှိရင်ဘရာသာကိုပြန်ပြီးတော့ကြည့်ကြည့်လိုက်ပေါ့နော်ကျွန်တော်ရဲ့ဒါ YouTube channel မှာလည်းတင်ပေးထားတာရှိရပေါ့နော်ကျွန်တော်ပြန်ပြီးတော့လည်းပါတင်ပေးမယ်ဒီဗီဒီယိုနောက်မှာလည်းကျွန်တော်အဲ့ပွဲစဉ်လေးကိုဒါပြန်ပြီးတော့ထည့်ပေးထားမယ်ပေါ့လေအဲ့မှာဘရာသာကိုကြည့်ကြည့်လို့ရတယ်အဲ့မှာဆိုလို့ရှိရင်လည်းဒါဘရန်ဒန်မိုရီနိုကကြတော့တိတ်တောင်းတစ်ဖက်လုပ်တဲ့နေရာမှာတော်တော်လေးကိုမှဒါမကောင်းဗျာအဲ့လောက်ထိဒီတစ်ဖက်လုပ်တဲ့အပိုင်းမှာအားနေတဲ့ fighter တယောက်ပြောလို့ရတယ်ဒီလို fighter မျိုးနဲ့ဒီလိုမျိုးကြလူဖြစ်နေတဲ့ဒီ fighter ကြီးတယောက်နဲ့ထိုးခဲ့ရတာတောင်မဲ့ဒီတဆူရိုတန်ယာအနေနဲ့တိတ်ထောင်းလုပ်တဲ့အပိုင်းတွေမှာတက်တက်ရရမရှိဘူးဒါတော်တော်လေးကိုမှစူးစမ်းပြီးတော့ဒါလုပ်ခဲ့ရတဲ့အပိုင်းတွေပေါ့နော်ဒါပေမဲ့လည်း round 2မှာဆိုလို့ရှိရင်တော့တဆူရိုတန်ယာကဒါပွဲသိမ်းသွားခဲ့တာကိုတော့ကျွန်တော်တွေ့ရတယ်ဒါပေမဲ့တိတ်ထောင်းတစ်ဖက်လုပ်တဲ့တိတ်ထောင်းလုပ်တဲ့နေရာမှာဗျအဲ့လောက်ထိကောင်းနေတာမျိုးတော့ကျွန်တော်မတွေ့ခဲ့ရဘူးဒါကြောင့်မလို့ဂျော့ရှူအာဘန်ကကြတော့ဒီတိတ်ထောင်းလုပ်တဲ့နေရာမှာဒီတစ်ဖက်လုပ်တာကြီးကတော်တော်ကြီးကိုမှကျန်းတယ်ပေါ့နော်တော်တော်လေးကိုမှကောင်းတယ်ဂျော့ရှူအာဘန်ကိုဒီဆွဲလဲဖို့ဆိုတာကြီးကတော်တော်လေးကိုမှခက်လိုက်မယ်ဘာဖြစ်လို့ဆိုတော့တစ်ဖက်လုပ်တဲ့အနေထားကြီးကတော်တော်လေးကိုမှတည်တက်ပြီးတော့တကယ်ကိုမှပညာကျွယ်တဲ့အနေထားမျိုးကိုကျွန်တော်တို့ကသတ်မှတ်လို့ရတယ်အဲ့ဒါကလည်းပါဂျော့ချီယာဂျီဂျပန်ဖိုက်တာရေဆူယူယာဆိုလို့ရှိရင်ဗျာလက်ရှိဒီတဆူရိုတန်ယာတဲ့စာလို့ရှိရင်တိတ်ထောင်းလုပ်တဲ့အပိုင်းမှာတော်တော်လေးကိုမှကောင်းတယ်ပေါ့နော်ပြန်ပြစ်တွေကိုဒီဆွဲလဲတဲ့အပိုင်းမှာအရန်ကောင်းတဲ့ဖိုက်တာတယောက်လို့ကျွန်တော်တို့ကပြောလို့ရတယ်အဲ့လိုဖိုက်တာမျိုးတောင်မဲ့ဂျော့ရှူအာဘန်ကိုအကြိမ်ကြိမ်ဒီတိတ်ထောင်းလုပ်ဖို့တွေကြိုးစားခဲ့တယ်ဒါပေမဲ့ဂျော့ရှူအာဘန်ကပဲပြန်ပြီးတော့ဒါ defend လုပ်တယ်သူအားတာတဲ့ဒီ
ဒီ stand fight ပေါ့နော်ဒါ striker ပုံစံမျိုးဒါ boxing skill တွေနဲ့ပဲခေါ်ပြီးတော့ဒါကစားတယ်ဗျာကိုအားတဲ့တဲ့အပိုင်းကိုပဲဆွဲခေါ်ပြီးတော့ကစားနိုင်ခဲ့တယ်ပြီးတော့ဒါလုံးဝဒီမျက်နှာတွေပါလေဆိုရှင်ဗျာဒီနှာခေါင်းတွေပါလေနေရဲတွက်ပြီးတော့သွေးတွေပါလေထွက်အောင်ဒီကိုအပြက်အသက်ထိုးပြီးတော့လုံးဝအနိုင်ယူပြသွားခဲ့တော့လေကျွန်တော်တို့ဒါမြင်တွေ့ရမှာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ Joshua Avalo fighter မျိုးကိုလက်ရှိဒီ Tesla တိုင်ယာအနေနဲ့တိတ်တောင်းလုံးနိုင်ဖို့ဆိုတာကြီးကတော်တော်လေးကိုမှခက်တယ်ပေါ့နော်ဒီပွဲရဲ့အဖြေကလည်း fighter နှစ်ယောက်လုံးကကြတော့ဒီ Joshua Aban က striker သမားPPဒါ boxing ပိုင်းမှာပို့ပြီးတော့ကောင်းတယ်ဒါကြောင့်မလို့သူအားတဲ့ဒီ stand fight ကိုပဲဆွဲခေါ်ပြီးတော့ကစားလိုက်မယ်တစ်ဖက်က Tesla တိုင်ယာကကြတော့ဒီ boxing ပိုင်းမှာအဲ့လောက်ထိကောင်းတဲ့ fighter မျိုးမဟုတ်ဘူးလက်ပြီးထိုးချက်တွေကလည်း Joshua Aban လိုအနေထားမျိုးကိုဒါလုံးဝဒုက္ခပေးနိုင်စွမ်းတော့လည်းမရှိဘူးပေါ့နော်သူကကြတော့ ground ပိုင်းကိုပဲအားတာတဲ့ fighter တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒါ Joshua Aban ကို ground ပိုင်းကိုဆွဲခေါ်ပြီးတော့ကစားမယ်သူအားတဲ့နေတာ ground ပိုင်းမှာပဲအချိန်ဖြုံးနိုင်ဖို့တဲ့ကြိုးစားလာမှလည်းဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်တို့ဒါစိုးရိမ်စရာရှိတဲ့အချက်တွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ Tesla တိုင်ယာကဗျာ body ပိုင်းအရာတော်တော်လေးကိုမှဒီကြီးရဲ့ fighter တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒီပြိုင်ဘက်တစ်ယောက်ကိုတိတ်တောင်းလှုပ်ပြီးတိတ်တောင်းလှုပ်နိုင်ခဲ့ပြီဆိုလို့ရှိရင်တော့ဒီမြေပြင်ပေါ်ကဆွဲလဲနိုင်ခဲ့ပြီဆိုရှင်အဲ့ဒါကြီးကပြန်ပြီးတော့ဒီ defend လုပ်ရတာရုံးထွက်ရတာကြီးကတော်တော်လေးကိုမှခက်တယ်ပေါ့နော်ဒီ Brandon Moreno ဆိုရှင်လည်းအတိုင်းပဲဗျာတိတ်တောင်းလှုပ်ခံပြီးတဲ့အပိုင်းမှာ round 1မှာဆိုရှင်ပြန်ပြီးတော့ဘယ်လိုပြောမလဲဒီရုံးထွက်နိုင်တဲ့အနေအထားမျိုးတွေမရှိဘူးပေါ့နော်သူ့ကိုဟိုတေချာကြီးမလုံနိုင်အောင်ပဲအောက်ကနေဒီ defend လုပ်နိုင်တဲ့ပုံစံမျိုးလောက်ပဲရှိတယ်ပြန်ပြီးတော့ဒီရုံးထွက်နိုင်တဲ့အနေအထားမျိုးတွေကတော်တော်လေးကိုမှခက်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့ဒီ body နဲ့ဖိထားတဲ့အပိုင်းကိုကျွန်တော်တို့ကပြန်ပြီးတော့တွန်းလှန်နိုင်ဖို့ကခက်တယ်ဘာဖြစ် body ကတော်တော်ကြီးကိုမှကြီးတာဗျအဲ့ဒီအတွက်ကြောင့်မလို့ဒီ Joshua Aban နဲ့ဆိုလို့ရှိရင်လည်းတိတ်တောင်းမလောက်ခံရဖို့ကတော့ပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ဒီတကယ်လို့မြေပြင်ပေါ်ဆွဲလဲခံရပြီဆိုလို့ရှိရင်တော့အဲ့ဒါကဒီပြန်ပြီးတော့ရုံးကန်ရတာနိုးထရရတယ်အရန်ကိုခက်လိမ့်မယ် defend လုပ်ရတယ်ပို့ပြီးတော့ခက်သွားလိမ့်မယ်ကျွန်တော်တို့ကသူတိတ်တောင်းလုပ်ပြီဆိုလို့ရှိရင်ကိုကအဲ့ဒီဟာကိုဘယ်လိုမျိုး defend လုပ်ရမလဲဘယ်လိုမျိုးရှောင်ထွက်ရမလဲဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေကပို့ပြီးတော့ဒီပွဲမှာအဆင်ပြေလိမ့်မယ်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒါချမ်းပြင်ပေါ်ကိုမရောက်ဖို့တော့အရေးကြီးတယ်တစ်ဖက်ကဒီ Tesla တိုင်ယာဘက်ကကြည့်မယ်ဆိုလို့ရှိရင်တိုင်ယာကကြတော့သူ့အနေနဲ့ဆိုလို့ရှိရင်ဗျာဒီ stand fight ကိုကြီးပဲသိရမလားဆွဲခေါ်ပြီးတော့ကစားခံရမယ် boxing ပိုင်းမှာပဲတွားရမယ်ဆိုလို့ရှိရင်တော့တေချာပေါက်တာသွေးထွက်တန်းရိုးပြီးတော့မျက်နှာရည်ဒါစုပ်ပြတ်တတ်တဲ့အနေအထားမျိုးတွေကကျွန်တော်တို့ဒါမြင်တွေ့သွားရနိုင်တဲ့အနေအထားမျိုးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ fighter နှစ်ယောက်လုံးကတော့တယောက်ကဒါ striker သမားတယောက်ကဒါ ground ပိုင်းသမားဆိုတော့ဒီ striker ပုံစံမျိုးဒါ stand fight နဲ့ဒီ ground ပိုင်းအားပြန်ရမယ်ပွဲစဉ်ဘယ်သူကကိုအားတာတဲ့ဒါ stand fight ကိုဆွဲခေါ်ပြီးတော့ကစားနိုင်မလဲပြီးတော့ ground ပိုင်းကိုဆွဲခေါ်ပြီးတော့ကစားနိုင်မလဲဒါကပွဲရဲ့ဒါအဖြေပဲဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲပြောဒါ Joshua Aban အနေနဲ့သူပြောခဲ့တယ်လို့ပဲပထမဦးဆုံးဒါချန်ပီယံကပတ်ကာကွယ်ပွဲမှာ Tesla တိုင်ယာကို3ချီအတွဲမှာအမှောက်သိပ်ပြီးတော့အောင်မြင်နဲ့ဖလန်ဝိတ်တန်းရဲ့ဒါပထမဦးဆုံးချန်ပီယံကပတ်ကာကွယ်ပွဲကိုကာကွယ်သွားနိုင်မလားဒါစောင့်ကြည့်ရမယ်ပြီးတော့တစ်ဖက်က Tesla တိုင်ယာကလည်းသူပြောတယ်လို့ပဲဒီ ground ပိုင်းကိုဆွဲခေါ်ပြီးတော့ဒါချုပ်ခွင့်နဲ့အသာစီးယူမယ်ပြီးတော့ Joshua Aban စီကနေ flyweight တန်းချန်ပီယံကပတ်ကိုဒါဂျပန်ကိုပြန်သွားနိုင်မလားပြန်ပြီးတော့ယူသွားနိုင်မလားပေါ့ဒါကျွန်တော်တို့ဒါစောင့်ကြည့်သွားရမယ့်အခြေအနေဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်အရဆိုလို့ရှိရင်တော့ဒီ Joshua Aban ရဲ့တိတ်တောင်းတစ်ဖက်လုပ်တဲ့ပုံစံမျိုးကအရန်ကြီးကောင်းတဲ့အတွက်ကြောင့်မလို့ပြီးတော့ Tesla တိုင်ယာကိုယ်တိုင်ကလည်းဒီတိတ်တောင်းလုပ်တဲ့အပိုင်းမှာအလောက်ထိသိသက်မှုမရှိဘူးအလောက်ထိကောင်းတဲ့ fighter မျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီပွဲရဲ့ဒီ chance တော်တော်များများပေါ့နော်နိုင်ဖို့အတွက်ရာခိုင်နှုန်းအများစုကတော့80ရာခိုင်နှုန်းလောက်ထိက Joshua Aban ဘက်မှာပဲရှိမယ်ဒါ85လောက်ထိတော့ကျွန်တော်တို့ကဟိုတတ်မှတ်လို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ fighter ကြီးကကြတော့ဒီတစ်ဖက်လောက်တာကလည်းအရန်ကောင်းတယ်ပြီးတော့ striker သမားဆိုတော့လက်တီထိုးချက်တွေကလည်းဘယ်လောက်ထိပါဝါရှိတယ်ဘယ်လောက်ထိတိကျမှုရှိတယ်ဆိုတော့အားလုံးသိပြီးသားဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီပွဲကဒီ Joshua Aban အနေနဲ့ချန်ပီယံကပတ်ကာကွယ်ပွဲစဉ်မှာဒါအောင်မြင်နဲ့ကာကွယ်သွားနိုင်လိမ့်မယ်လို့ကျွန်တော်တို့ဒါယုံကြည်တယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကဘယ်လိုမျိုးမြင်ကြလဲကိုယ့်ရဲ့အမြင်လေးကိုလည်းအောက်က comment လေးမှာချပြီးတော့ရေးခဲ့ကြပါအောင်ဗျ။ Okay ဆိုတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်